Jack Canfield ဆိုတာနဲ့ Chicken Soup for the Soul ဆောက်ဒီကိုပြင်မြင်ကြမှာပေါ့သူကကဘာကျော် success coach တယောက်လည်းဖြစ်တော့သူ့ရဲ့အောင်မြင်ရေးနီလန်းတွေကအရန်ကိုနာမည်ကြီးပါတယ်ဒီနေ့မှာတော့အဲ့ဒီနီလန်းတွေကိုတီးယုံလေးပဲမဟုတ်ပဲတကယ်လက်တွေ့ဘဝမှာဘယ်လိုအသုံးချမလဲဆိုတာကိုအတူတူလေ့လာကြည့်ကြအောင်အောင်မြင်ဖို့ဘာလို့လဲလို့မေးလိုက်ရင်အများစုကတော့ဖြေတွေကိုတိပြီးသားဖြစ်မှာပါစီကန်းရှိရမယ်စူးစမ်းရမယ်ပန်းတိုင်ရောချမ်းရှိရမယ်စသဖြင့်ပေါ့အဖြေတွေကတော့ခေါင်းထဲမှာအစင်တင်းပါပဲဟုတ်ပါတယ်အဲ့ဒီမှာပဲအဓိကစင်ခိုမှုကစတော့တာတကယ်ပြဿနာကတိနေတာမဟုတ်ဘူးအဲ့ဒီတိထားတဲ့အရာတွေကိုတကယ်တမ်းလုပ်ဖြစ်ဖို့ပါစကားပုံလုပ်ပဲပေါ့တိပြီးမလုပ်ရင်မတိတာနဲ့ဘာမှမထူပါဘူး Jack Canfield ကိုယ်တိုင်ကလည်းဒီအချက်ကိုပဲတိကျပြောထားပါတယ်အောင်မြင်ရေးနေရာမှာတွေကတင်ကိုယ်တိုင်အဲ့ဒီနေရာမှာတွေကိုလက်တွေ့ကျင့်သုံးမှအလုပ်လုပ်တာပါတဲ့ဆိုတော့ကဲပြောနေတာတွေရပ်ပြီးလက်တွေ့အသုံးချရမယ့်အခြေခံအကြားဆုံးအချက်တွေကိုစလိုက်ကြရအောင်ပထမဆုံးနဲ့အရေးအကြီးဆုံးအောင်မြင်တော့ကိုယ့်ဘဝအတွက်ကိုယ်တိုင်ရာနှုံးပြတာဝန်ယူဖို့ပါပဲဒီတစ်ချက်ကဂျန်တဲ့အရာအားလုံးရဲ့အစပြိုးပေးတဲ့အချက်ပါဒီအချက်ကိုလွယ်ကူနောက်လက်ဖို့အတွက်အရန်ကောင်းတဲ့ပုံတင်နည်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ E + R = O ပါပဲ E က event ဖြစ်ရတစ်ခု R ကအဲ့ဒီဖြစ်ရအပေါ်မှာကျွန်တော်တို့ရဲ့ response တုံ့ပြန်ပုံနောက်ဆုံး O ကတော့ outcome ရလက်ပေါ့အဲ့မှာနေစိတ်နေတဘောထားနှမျိုးကကွဲသွားရောပထမတစ်မျိုးက victim mindset လို့ခေါ်တယ်သူတို့က E က O နဲ့တိုက်ရိုက်ညီမျှနေသလိုပဲဖြစ်ရတစ်ခုဖြစ်တာနဲ့ရလာကဒါပဲထွက်ရမယ်ကိုမထိန်ချုပ်ခွင့်မရှိဘူးလို့ခံယူထားကြတယ်အောင်မြင်တဲ့သူတွေရဲ့ success mindset ကတော့ E နဲ့ O ကြမှာ R ဆိုတဲ့ကိုယ့်ရဲ့တုံ့ပြန်မှုကိုထည့်သွင်းစဉ်းစားတယ်ဖြစ်ရကိုပြောင်းလို့မရရင်တော့ကိုယ့်ရဲ့တုံ့ပြန်မှုကိုပြောင်းလိုက်ရင်ရလာကိုပါပြောင်းလဲနိုင်တယ်လို့သူတို့ကယုံကြည်ကြတယ်ဒီသဘောတရားကိုပိုပြီးရှင်းသွားအောင်လက်တွေ့ဖြစ်ရလေးကိုပြောပြခြင်းပါတယ်1994ခုနှစ်က Los Angeles မြို့မှာအင်အားဖြင့်ငလျင်ကြီးခုလုခတ်တော့ခဲ့ပါတယ်ငလျင်ကြောင့် highway လမ်းမကြီးတစ်ခုလုံးပျက်စီးသွားပြီးကားတွေနိုင်နဲ့ချီပိတ်မိနေခဲ့တယ်အဲ့ဒီမှာတရင်တော်တွေကပိတ်မိနေတဲ့ရေမောင်းနှစ်ယောက်ကိုသွားမေးကြည့်အောင်တုံ့ပြန်မုံကဟန်နဲ့မေးကြီးလို့ကွာနေတာကိုတွေ့ရတယ်ပထမရေမောင်းကဒေါသတွေထွက်အစိုးရကိုပြစ်တင်ကန်ဆိုးလိုက်တာဆိုပြီးစိတ်ပြက်လက်ပြက်ချွနေတယ်ဒုတိယရေမောင်းကတော့အရန်ကိုအေးစီပဲသူကကားပိတ်တက်တာကိုကြိုးတွေးပြီးကားထဲမှာစာအုပ်တွေကော်ဖီထင်တန်းခွေတွေအကုန်အသင့်ဆောင်ထားတယ်ဆိုတော့ကားပိတ်နေတဲ့အချိန်ကိုအကျိုးရှိအသုံးချနေတာပေါ့ဖြစ်ရ event ကကားပိတ်တာချင်းတူတူပဲဒါပေမဲ့သုံးပြန်မုံ response မတူတဲ့အတွက်တယောက်ကစိတ်ဆင်ရင်းနေပြီးနောက်တစ်ယောက်ကအေးဆေးဆေးဖြစ်နေတယ်ဆိုတော့ရလာ outcome ကွာသွားတာပါပဲဟုတ်ပြီကိုယ့်ဘဝကိုကိုယ်တိုင်တာဝန်ယူပြီးဆိုရင်ဒုတိယအရေးကြီးဆုံးအခြေခံကတော့ကိုယ်တကယ်ဘာလို့ချင်တယ်လဲဆိုတာကိုပြတ်သားသားဆုံးဖြတ်ဖို့ပါပဲ Alice in Wonderland ဇလန်ထဲကစကားလေးအတိုင်းပါပဲ Alice ကဘယ်လမ်းကိုတွားရမလဲလို့ကြောင်ကြီးကိုမေးတော့ကြောင်ကြီးကဒါကတော့မင်းပဲတွားခြင်းလဲပေါ်မူတည်တယ်လေလို့ပြန်ဖြစ်တယ် Alice ကဘယ်တွားခြင်းမှမတူဘူးဆိုတော့ကြောင်ကြီးကဒါဆိုလဲဘယ်လမ်းရွဘာမှမထူတော့ဘောလို့ပြန်ပြောခဲ့တယ်ကျွန်တော်တို့ဘဝမှာလည်းအတူတူပါပဲဘာလို့ခြင်းမှတိတိကျကျမသိရင်လုံးသမျှအရာအလုံးကအချိန်ကုန်တာပဲအဖတ်တင်သွားနိုင်ပါတယ်ဒါကြောင့်ကိုဘာလိုချင်တဲ့စာကိုရှင်းလင်းသိဖို့ဒီရိုးရှင်းတဲ့အရှင်သုံးစင်ကိုလုပ်ကြည့်လို့ရပါတယ်နံပါတ်1ကိုတကယ်ဘာလိုချင်လဲဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာကိုအချိန်ပေးပြီးဆုံးဖြတ်ပါနံပါတ်2အဲ့ဒီຢာတွေကိုစရင်တစ်ခုနဲ့ခြာရထားလိုက်ပါနံပါတ်3အဲ့ဒီစရင်ကိုနေတိုင်းပြန်ကြည့်ပါလိုချင်တာကိုသိပြီဆိုရင်တတိယအရေးကြီးရဲ့အခြေခံကတော့ကိုယ့်ရဲ့အတွင်းစိတ်ကိုထိန်းချုပ်နိုင်ဖို့ပါပဲကိုယ့်ရဲ့ယုံကြည်ချက်တွေအတွေးခေါ်တွေကအဓိကတော့ချက်ထစ်လာပါပြီကဘာကျော် Henry Ford ပြောခဲ့သလိုပေါ့တင်းကိုတင်းလုံးနိုင်တယ်လို့ထင်တဲ့ဖြစ်စေမလုံးနိုင်ဘူးလို့ထင်တဲ့ဖြစ်စေတင်းထင်တာမှန်ပါတယ်တဲ့ဆိုလိုတာကိုယ့်ရဲ့ယုံကြည်ချက်ကပဲကိုယ့်ရဲ့လက်တွေ့ဘဝကိုပုံဖော်သွားတာပါကိုပန်းနိုင်တဲ့ကိုရားနိုင်တယ်လို့မယုံကြည်ရင်အစကတည်းကစ조사ဖို့တောင်းစိတ်ကူးရှိမှမဟုတ်တော့ပါဘူးဒါပေမဲ့မနော်ကိုပန်းတိုင်နောက်လိုက်တဲ့အခါအကြီးမားဆုံးအတားအဆီးတစ်ခုကတော့တခြားသူတွေငါ့ကိုဘလို့ထင်ကြမလဲဆိုတဲ့ကြောက်စိတ်ပါပဲဒီအတွေ့တစ်ခုတည်းနဲ့လူတော်များများနောက်တွန်းသွားကြတယ်ဒီကြောက်စိတ်ကိုကြောက်လွှားဖို့ဒေါက်တာဒင်းရဲ့ Emmanuel City 4060နေရာမှာလေးကအရန်ကိုကွက်တီပါပဲအသက်16နှစ်အရွယ်မှာလူတိုင်းကကိုဗာများပြောနေကြမလဲဆိုပြီးအရန်စိုးရိမ်ပူပန်ကြတယ်အသက်40လောက်ရောက်လာတော့သူများတွေဘလို့ထင်တိတ်ကရုစိုက်တော့ပဲကိုလှုပ်ရှားရှိတာကိုလှုပ်လာနိုင်ကြပြီအသက်60ရောက်တဲ့ခါမှာတော့အမှန်တရားကိုသဘောပေါက်သွားကြတယ်တကယ်တော့ဘယ်သူမှကိုယ့်ကြောင့်ကိုအရင်ကတည်းကထိုင်ပြီးတွေးတောင်မနေခဲ့ကြဘူးဆိုတာကိုပေါ့
Dale Carnegie ရဲ့စာအုပ်ထဲမှာလည်းဒီအချက်ကိုပိုပြီးမြင်သားအောင်ပြောထားပါတယ်လူတွေဟာတဆုံတယောက်ရဲ့အောင်မြင်မှုတည်င်းထက်သူတို့ကိုယ်တိုင်ခေါင်းတစ်ချမ်းကိုက်နေလောက်ကိုအဆတစ်ထောင်မကပိုပြီးစိတ်ဝင်စားကြပါတယ်တဲ့တကယ်တော့လူတိုင်းကကိုယ်ကိစ္စနဲ့ကိုရှုပ်နေကြတာပါဒါကြောင့်သူများအမြင်ကိုစိုးရိမ်နေမယ့်အစားကိုပန်းတိုင်ကိုပဲအာယုံဆက်လိုက်တာကပိုကောင်းပါတယ် အခုဆိုရင်အခြေခံအုံမြင့်သုံးခုခိုင်မာထားပြီဒီအုံမြင့်တွေကိုအသက်ဝင်စေမဲ့ engine ကဘာလဲဆိုတော့ဇွဲလုံလာနဲ့နေ့စဉ်မပြတ်မကွာလုံးဆောင်ခြင်း consistency ပါပဲ ဒါကြောင့်အောင်မြင်မှုရဲ့နောက်ဆုံးပုံသေးနည်းကတော့ရှင်းလင်းပြသမှု clarity နဲ့နေ့စဉ်မပြတ်မကွက်လွတ်ဆောင်မှု consistency ကိုပေါင်းစပ်ခြင်းပါပဲကိုပါလိုဂျန်လဲဆိုတာရှင်းရှင်းလင်းလင်းထိပြီးအဲ့ဒီပန်းတိုင်ကိုရောက်ဖို့နေတိုင်းတလန့်ချင်းရှောက်သွားမယ်ဆိုရင်အောင်မြင်မှုဆိုတာကမလွဲမထွေးရောက်လာမှာပါ ဒီနေရာမှာအများအရေးကြီးတဲ့အချက်က69%ကြိုးစားတာနဲ့100%ကြိုးစားတာရဲ့ကွာခြားချက်ပဲ69%ကြိုးစားအားထုတ်မှုကစင်ချေပေးဖို့နေရာလက်လေးတစ်ခုခြံထားပေးတယ်ဒီနေ့တည်းတော့နားလိုက်ပါဦးမယ်ဆိုတာမျိုးပေါ့100%ကတိကဝေးထားမှုကတော့ဘာစင်ချေမှလက်မခံတော့ဘူးလူဆရာရှိတာကိုမဖြစ်ဖြစ်အောင်လုပ်တယ်ဒီအရာလေးကအကြီးကြီးကွာခြားသွားစေနိုင်ပါတယ် အောင်မြင်မှုဆိုတာတညာတီးနဲ့ရတဲ့အရာမဟုတ်ပါဘူးကြီးကြီးမားမားပြောင်းလဲမှုတွေလုပ်เสียရမယ်လို့ပါဘူးတနေ့ကို100%လေးပဲ100%လေးပဲပိုကောင်းအောင်လုပ်ဖို့လိုအပ်တာပါ ဒီပုံကြည့်လိုက်ပါနေ့စဉ်100%ပိုကောင်းအောင်ကြိုးစားသွားရုံနဲ့တစ်နှစ်ပြည့်တဲ့အခါမှာကိုယ့်ရဲ့အရေးသွေးကအရင်ကထက်38ဆအထိပိုကောင်းလာနိုင်ပါတယ်ဒါဟာပေါင်းဆက်တိုးပွားခြင်းရဲ့စွမ်းအား the power of compounding ပါပဲဒါကြောင့်နေ့တိုင်းနည်းနည်းလေးပဲဖြစ်ဖြစ်ရှေ့ဆက်သွားနေဖို့ကအဓိကပါပဲ ဒီရှင်းလင်းချက်ကိုကြီးပြီးရဲ့နောက်မှာတော့တီးယုံတက်တက်ကနေလက်တွေလှုပ်ဆောင်ဖို့အချိန်ကြာပါပြီဒီနေ့ကစပြီးကိုဘွားကို38ဆပိုကောင်းလာစေဖို့အတွက်ဂတိကိုထားပြီးလှုပ်ဆောင်သွားမယ်အဲ့ဒီ100%လှုပ်ဆောင်ချက်ကဘာဖြစ်မလဲဆိုတာကိုကိုမေးခွန်းထုတ်ကြည့်လိုက်